စဉ်တုန်းကပြုကျင်ခဲ့တဲ့ပါရမီပါကွယ်မှတ်သားစရာသာကြောင်းမို့တိဖွဲ့လို့ဒီကဆိုမယ်ဟိုရှိအခါကတိုင်းပါရဝဲတောင်းချုံလျောယုံမျိုးဖြစ်တော်တယ်တည်သုံးပေါ်သူရတလိလူနဲ့ပြောင်းမွေကရဲ့ပြန်မြောက်မြေခွေဆွေးတူနဲ့တခုသောတောင်ကြီးဝဲဌာနသီလစောင့်ထိန်မှာကွယ်နဲ့ပြန်ငါဥပုံနေမှုရက်ကောင်းကြုံလာတယ်သူဝဲတန်းဝဲရှာဖွေသမှုပြုကြဆွေတို့ရဲ့နာဘိမာမှာယုံရုပ်ကိုဘယ်သူရေးခဲ့ပါသလဲလို့ဆိုတော့ဟိုရှိတုန်းကတို့ရဲ့ပြားလောင်းတော်ဟာခြုံလျိုးတဲ့ယုံမျိုးအစ်စ်ဖြစ်တော်မူခဲ့တယ်ယုံမင်းနဲ့အတူဖြံမြောက်မြေခွေအစရှိတယ်အဆွေတစုတို့နဲ့ကနိုင်ညုံတစ်ခုမှပေါင်းစုံစုလို့နေကြတယ်ဒီလိုနေကြရင်လပြည့်နေ့မရောက်ခင်အကျိုးတရက်ပါအလောင်းတော်ယုံမင်းကသူ့မိတ်ဆွေသုံးတော်တို့ကိုမနေ့ပြန်ဥပုပ်နေ့မှာဒါနပြုဖို့သူဝဲဝတ္ထုများရှာဖွေထားကြရင်ဩဝါဒပေးတိုက်ကျွေးနှိုးဆော်လိုက်တဲ့ကွယ်မင်းရလေလားနာဘိမမကွယ်ယုံရုပ်ကိုတကယ်ရေးရပါလို့လဲကွယ်ငယ်ရွယ်သူပေါင်းကိုသင်လင်းစွာသိပြီးတော့သုံးစုံလင်းလင်းပြောပြရင်ဖြစ်တော်တတ်နေတယ်တို့ဖျားရှင်နှုတ်စဉ်တုန်းကပြုကျင်ခဲ့တဲ့ပါရမီပါကွယ်မှတ်သားစရာသာကြောင်းမို့တိဖွဲ့လို့ဒီကဆိုမယ်ဟိုရှိအခါကတိုင်းပါရဝဲတောင်းချုံလျောယုံမျိုးဖြစ်တော်တယ်တည်သုံးတော့သူရတလိလူနဲ့ပြောင်းမွေကရဲ့ပြန်မြောက်မြေဝဲအသွေးတစုနဲ့တကူသောတောင်ကြီးဝဲဌာနသီလစောင့်ထိန်မှာကွယ်နဲ့ပြန်ငါဥပုပ်နေမှုရက်ကောင်းကြုံလာတယ်လူဝဲတန်းဝဲရှာဖွေသမှုပြုကြဆွေတို့ရဲ့တို့ကလိုပဲနှိုးတော်လိုက်တဲ့ခါမှာကွယ်သတိသုံးမစုကလူဝဲဝတ္ထုပါများရှာလာတယ်ထလုံးလို့လာရဲ့ပြောပြပါအောင်သိချင်ပါသေးတယ်မြောက်ကြီးရှာခဲ့တာကနရွယ်ထောက်ရှာမလကဆုံးလေရကုံမြိုင်မှာကွယ်ဗန္ဒရတည့်တီကိုကျွန်တော်မျိုးမြောက်ကြီးကူခဲ့တယ်သင်ရရောဗာများရှာလာပါသလဲငကျင်းခုနှစ်စီးအပြီးရှာလို့ရဲ့ဒါနမျိုးပြိုးဆိုင်မဲ့ပြန်ပါကွယ်ဒီဝေးတာစေရနာအသွဲသွဲသက်ကန်းသွားနဲ့ရဲ့မပြတ်မှရှာခဲ့တယ်လက်ထွန်ယောက်ျားမိထားခဲ့တယ်အမဲခင်စုံရင်လို့သာရဲ့နှုတ်တောင်းလဲယူကရဲ့ကျွန်တော်မျိုးမြေခွေးရှာလာတယ်အဲဒီတော့ဖျားလောင်းယုံမင်းကဩသာဓုသာဓုသာဓုလို့ခေါ်လိုက်ပါတော့မယ်ငါမာတကယ်ကပွဲကြုံတော့တယ်မြေသာသင်္ဃာပန်းတော်မျိုးမုံမြင်းငါသမင်းမေးမို့လူသားတွေနဲ့မသိတယ်ရောပါတော့တယ်ငါတက်ကိုတတ်လို့ငါသားကိုလူမဲ့အလူကန်းလာမဲ့လမ်းကိုဥပုသ်ဆောင်ရင်ညော်မှန်းကနေမယ်အဲဒီလိုဖျားလောင်းယုံမင်းကနှိုးဆော်လိုက်တယ်ဆိုရင်ပဲမိတ်ဆွေများဖြစ်ကြတဲ့မြောက်ကြီးကအနှံ့ရတာနဲ့ပြည့်စုံတဲ့ဗန္ဒရတည့်တီကိုလူမဲ့တဲ့တဖန်ဖြန်ကြီးကလည်းငကျင်းကားများရှာဖွေထားကြောင်းပါလို့ပြောလိုက်တယ်နောက်ဆုံးမိတ်ဆွေဖြစ်တဲ့မြေခွေးကတော့လေထွန်ယောက်ျားများမိထားခဲ့တဲ့အမဲခင်နဲ့နှုတ်တန်းဦးများရှာဖွေထားကြောင်းပါလို့ပြောလိုက်တော့ဖျားလောင်းယုံမင်းကသာဓုသာဓုသာဓုလို့သုံးချိန်ခေါ်လိုက်ပြီးငါမှတော့အခြားလူဝဲမရှိမြေစာမြက်ဆိုဒီမှာငါရဲ့စာသာဖြစ်တယ်လူသားတွေနဲ့မသိပြောပြီဘူးတို့အတွက်ကြောင့်ငါအသက်ကိုတတ်ပြီးငါအသားကိုတူမာပဲဟုအကြံပြုပြီးအလူကံလာမဲ့လမ်းကိုဥပုသ်ဆောင်ရင်းနဲ့ဘာဝနာပွားပြီးတော့ညှော်နေရှာတဲ့ကွယ်ဩသာဓုသာဓုသာဓုလို့ခေါ်လိုက်ပါတော့မယ်ငါမာရကဲခက်ပွဲကြုံတော့တယ်
ချင်းဝပန်းတော်ညုံမုံညင်းငါသမင်းလေးမို့လူသားတွေနဲ့မသိလျော်ပါတော့တယ်ငါသက်ကိုတတ်လို့ငါသားကိုလူမယ်လူကလာမဲ့လမ်းကိုဥပုသ်ဆောင်ရင်မျောမှန်း